ဒီလမ်းလေးကိုကြည့်ရင်ပိုင်းလေးအရန်လာနေတော့ဒါပေမဲ့ငါတို့တော့မလာတော့ဘူးဘာလို့လဲဆိုတော့ဒီလမ်းကိုမင်းနဲ့အတူဆောက်ခဲ့ဖို့လိုပဲအဲ့ဒီနေ့တွေမှာဘန်တွေကဟိုပြေးရောင်တောက်တယ်ဒီတက်ပံတော့ဟိုပြေးနားချင်းစရာကောင်းတယ်အခုတော့အဲ့ဒီຢာကသူနေခဲ့တယ်လေဒါပေမဲ့ဒီမရှိတော့ဘူးလမ်းကပြောင်းလဲဘူးပိုင်းတွေလည်းမပြောင်းလဲဘူးကြောင်းလာတာကနေရာရဲ့အချိန်လေးပဲအခါတလေဒီလမ်းကိုပြန်ဆောင်မိတယ်